ကန်ကြောင့်စုံလာရတဲ့ဒိုးတွေဟာကံကုန်ပြီဆိုရင်ခွဲကြရတော့တာပါပဲဘလောက်ပဲချစ်ခင်ပါတယ်ဘလောက်ပဲမျက်နှိုးပါတယ်ပြောသူနဲ့ကိုနဲ့စုံစည်းဖို့ရန်ရေဇက်ကကုန်ပြီဆိုရင်တနည်းမဟုတ်တနည်းနဲ့ခွဲကြရတော့တာပါပဲလေကြောင်ပဲစုံစည်းခဲ့တဲ့တိမ်တိုက်တွေဟာလေကြောင်ပဲကွဲကွာသွားကြရတာပါပဲကံကြောင်းတရားတွေတိုက်ဆိုင်ပြီးတော့စုံစည်းခဲ့ကြရတဲ့ဒိုးတွေဟာကံကုန်တဲ့တစ်နေ့ကိုယ့်ထုပ်ကိုပိုက်ပြီးတော့ကိုယ်ခရီးကိုရှေ့ဆက်ကြရမှာပါပဲဒါကြောင့်မသေးခင်ချစ်ပါအသက်ရှင်နေတဲ့ကာလတောတွင်းမှာသူ့အပေါ်မှာကိုပေးနိုင်တဲ့မေတ္တာကရုဏာတွေပေးပါစကားတွေကိုချိုချိုတတ်တတ်ပြောပါမသေးခင်မှာမေတ္တာတရားတွေများများထားပြီးတော့ချစ်ချစ်ခင်ခင်နဲ့မနာလိုဝန်တိုမှုတွေလျှော့ပြီးတော့တဦးရဲ့ဒုက္ခကိုတဦးကဖေးမှကူညီပြီးတော့လူသားဆန်ဆန်နေထိုင်ကြရမယ်ဒါဆိုရင်တော့နောင်တလည်းကင်းတာပေါ့